ကဲစဉ်းစားကြည့်ပါဗျာတဲရခိုင်နှုန်းအမေရိကန်ကလူကြီး10ယောက်မှ1ယောက်လောက်ဟာနေ့စဉ်နဲ့မြဒီပြင်းထန်တဲ့ကျန်းမာရေးပြဿနာကြီးကိုတိတ်တဆိတ်ရုန်းကန်နေရတယ်ဆိုတာသိကြပါသလားတကယ်ကိုအန်တော်ဖို့ကောင်းလောက်အောင်များပြားတဲ့ကိန်းကနန်းကြီးတစ်ခုပါပဲဒီနေ့ကျွန်တော်တို့လေ့လာသွားမယ့်အကြောင်းအရာလေးကတော့ဆေးပညာရာဆေးကြားယောဂအင်္ဂလိပ်လိုဆိုရင် clinical depression အကြောင်းပဲဖြစ်ပါတယ်ဒါဟာလူတစ်ယောက်ခဏတစ်ဖြုတ်စိတ်ညစ်သွားတယ်ဆိုတဲ့တာမန်ခံစားချက်လေးသက်သက်မဟုတ်ပါဘူးကဘာတဝမ်းလုံးမှာတကယ်ကိုကြီးမားမားရင်ဆိုင်နေရတဲ့ဆေးဘက်ဆိုင်ရာပြဿနာကြီးတစ်ခုအနေနဲ့တေချာလေးထိုးထွင်းလေ့လာသွားကြမယ်နော်ဆိုတော့ဒါကိုပို့ပြီးရှင်းလင်းတော့အဓိကအပိုင်း၅ပိုင်းခွဲပြီးကြည့်ကြရအောင်ကဘာလုံးဆိုင်ရာချင်းနေတာမန်ဝမ်းနည်းမှုနဲ့ယောဂရဲ့ကွာခြားချက်ဦးနှောက်တွင်ပြောင်းလဲမှုတွေထိရောက်တဲ့ကုသမှုတွေနဲ့ဘလို့ကူညီပေးနိုင်မလဲဆိုတာတွေကိုအစဉ်လိုက်လေ့သွားလိုက်ကြရအောင်ဗျာကဲပထမဆုံးအနေနဲ့ဒီပြဿနာကြီးရဲ့ကဘာလုံးဆိုင်ရာအသားရသားကိုအရင်ကြည့်လိုက်ကြရအောင်ယုံချင်မှယုံမဲနော်စိတ်ကြယောဂဟာကဘာပေါ်မှာလူတွေကိုမတန်ဆွမ်းဖြစ်စေတဲ့ဆိုလိုတာကလုပ်ငန်းခွင်နဲ့နေ့စဉ်ဘဝကိုရပ်တန့်သွားစေတဲ့အထူးအကြောင်းရင်းကြီးနံပါတ်1ဖြစ်နေပါတယ်။တာမန်နေမကောင်းဖြစ်တာတော့မဟုတ်ဘူးရ။ဒါကြောင့်လေဒီအကြောင်းကိုမှန်ကန်ကန်နားလည်ထားဖို့ကျွန်တော်တို့အားလုံးအစ်ကိုရေးကြည့်နေတာပေါ့။ဒါဆိုရင်လူတွေအများဆုံးအထင်မှားတဲ့အချက်ကိုရှင်းကြည့်ရအောင်။ဒီမှာကြည့်လိုက်ရင်ကွာခြားချက်ကိုရှင်းရှင်းလင်းလင်းမြင်ရပါလိမ့်မယ်။မိုးရွာလို့စာမွေးကြလို့ဒါမှမဟုတ်ရင်အလုံးမှာအစင်မပြေလို့စိတ်တက်ကြတယ်ဆိုတာမျိုးကထားမှန်ပါပဲအချင်းတန်ရင်ပျောက်သွားတာပဲလေဒါပေမဲ့စစ်မှန်တဲ့စိတ်ပညာရစိတ်ကြယောဂကတော့အဲ့ဒီလိုမဟုတ်ဘူးဗျကိုကချစ်ချင်တဲ့စန္ဒရှိယုံတတ်တဲ့နဲ့ဖျောက်ဖျက်ပစ်လိုက်လို့ရတဲ့အရာမျိုးလုံးဝမဟုတ်ပါဘူးတိကျတဲ့စိတ်ပညာလာညွန့်ချက်တွေရဆိုရင်စိတ်ပညာအရာစိတ်ကြယောဂဆိုတာအနည်းဆုံးတစ်နှစ်ပတ်ဆက်တိုက်ခံစားနေရပြီးကိုယ့်ရဲ့အလုပ်လုပ်နိုင်စွမ်းပျော်ရွှင်နိုင်စွမ်းနဲ့ချစ်ခင်နိုင်စွမ်းတွေကိုပါတိတိတသာအနှောင်းရဖက်စေတဲ့ဆေးဘက်ဆိုင်ရာယောဂတစ်မျိုးဖြစ်ပါတယ်။စဉ်းစားကြည့်လေလူတီတော့ရဲ့ဘဝအပေါ်ဘလောက်တောင်ကြီးမားတဲ့တက်ရောက်မှုရှိနေလဲဆိုတာသိကိုထင်ရှားပါတယ်။ဒီမှာပိုပြီးအာယုံစိုက်စရာကောင်းတာကလက္ခဏာတွေပါမယ်။စိတ်အခြေအနေကျဆင်းတာအိတ်ဆက်မှုပုံစံတွေပြောင်းသွားတာအရင်ကဝါဒနာပါတာဒီကိုစိတ်မဝင်စားတော့တာအစားတောက်ပြစ်တာဒါမှမဟုတ်အလွန်အကျွံစားမိတာမျိုးတွေပေါ့။ဒါပြင်ကိုတန်ဖိုးမရှိဘူးလို့ခံစားရတာအာယုံမစူးဆိုင်နိုင်တာအာရင်ကုန်ခန္ဓာကနေနောက်ဆုံးကိုသက်တည်ခြင်းနဲ့အသွေးတွေဝင်လာတာအထိအများကြီးပဲဗျာဒီအထဲကလက္ခဏာ၅ခုနဲ့အထက်ရှိနေပြီဆိုရင်တော့စိတ်ကြယောဂရှိနေပြီလို့တရားဝင်သတ်မှတ်လို့ရနေပါပြီကဲဒီလို့ဆိုအပြုံးမှုပိုင်းကိုနားလည်လောက်ပြီဆိုတော့ခန္ဓာကိုယ်တွင်းကဦးနှောက်ချဲမှာတော့တကယ်တမ်းဘာတွေဖြစ်နေလဲဆိုတာလေ့လာကြည့်လိုက်အောင်ဒီလိုဦးနှောက်စကင်ဖတ်ကြည့်လိုက်တဲ့အခါမျက်စိနဲ့တက်အမြင့်နေတဲ့အကြီးစားပြောင်းလဲမှုတွေရှိနေတာကိုတွေ့ရပါတယ်စိတ်ချယောဂခံစားနေတာသူတွေရဲ့ဦးနှောက်မှာဆိုရင်ရှေ့ပိုင်းနဖူးသွင်းအောင်နဲ့မှတ်ဉာဏ်ပိုင်းဆိုင်ရာကိုထိန်းချုပ်တဲ့ hippocampus အစိတ်ပိုင်းတင်ဟာတိတိတသားကိုတင်းငယ်နေတာဗျာဒါဟာစိတ်ကူးရင်ပြီးဖြစ်နေတဲ့ပြဿနာမဟုတ်ဘူးနော်တကယ့်ကိုရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုကြီးဖြစ်ပေါ်နေတာပါဒီထက်ပိုပြီးအနုစိတ်လေးထပ်ကြည့်လိုက်ကြရအောင်ဗျာမျက်စိနဲ့မမြင်နိုင်တဲ့ဇီဝကမ္မပြောင်းလဲမှုတွေကိုကြည့်ရင်ဦးနှောက်ထဲကအရေးကြီးတဲ့ဆီရိုတိုနင်နဲ့ဒိုပါမင်းလိုဓာတ်ကူပစ္စည်းတွေခန်းချောက်သွားတာကိုတွေ့ရမယ်ပြီးတော့အိတ်ဆက်ချင်းဆက်ဝင်းလီကမော့ကမဖြစ်တာကော်တီဆောလို့ခေါ်တဲ့စိတ်ဖိစီးမှုဟော်မုန်းတွေတက်လာတာနဲ့တိုင်းရိုင်ဟော်မုန်းအလုတ်လုတ်ပုံတွေပါပုံမှန်မဟုတ်တော့တာတွေဖြစ်လာပါတယ်တကယ့်ကိုရှုပ်ထွေးလာတဲ့ဇီဝကမ္မလုပ်ငန်းစဉ်ကြီးပါပဲထိပ်ပံပညာရှင်တွေကဒီလောက်အထိအသေးစိတ်သိထားပြီးမြဲလေတီးကျတဲ့ရောင်ကထူရတဲ့အကြောင်းရင်းကတော့မျိုးရိုးဗီဇနဲ့ပတ်ဝန်းကျင်အခြေအနေတွေကြားကအလွန်ရှုပ်ထွေးတဲ့ပေါင်ဆက်မှုတွေကြောင့်လို့ပဲဆိုရမှာပါစိတ်မကောင်းစရာတစ်ခုကတော့အခုချိန်ထိဘယ်သူတွေစီမှာပဲချိန်ထွက်လာမလဲဆိုတာကိုတိတိကျကျကြိုတင်ခန့်မှန်းနိုင်တဲ့ကိရိယာမျိုးမရှိသေးပါဘူးဒါကပဲယောဂကိုကြိုတင်ကာကွယ်ဖို့ခက်ခဲစေတဲ့အဓိကအချက်တစ်ခုဖြစ်နေတာပေါ့ဒါပေမဲ့မျောလင့်ချက်မဲ့သွားတာတော့ဖုံးပေါ်ဗျာအခုဇီဝဝေဒပိုင်းကနေဆေးဘက်ဆိုင်ရာအဖြေရှာမှုတွေဘက်ကိုကူးကြည့်အောင်ဒီကိန်းကနန်းလေးကိုတိကျကြည့်စေချင်ပါတယ်10နှစ်တည်းဗျာအမျိုးသားစိတ်ကျန်းမာရေး Institute ရဲ့အချက်လက်တွေရယောဂလက္ခဏာတွေကမျက်စိနဲ့တက်အမမြင်နိုင်တဲ့အတွက်စိတ်ကြံယောဂခံစားနေရသူတယောက်ဟာအကူအညီတောင်းဖို့ပြမြအားဖြင့်10နှစ်လောက်အချိန်ယူရတတ်တယ်လို့ဆိုပါတယ်တကယ်ကိုကြောက်စရာကောင်းလောက်အောင်ရှည်လျားလာတဲ့အချိန်ကာလကြီးတစ်ခုပါပဲဆိုတော့မင်းဆက်ရှိလာတာကဒီလောက်တောင်အချိန်ကြီးကြံ့ကြာနေပြီမဲ့လေလူနာတယောက်ကတကယ်တမ်းအကူအညီတောင်းလာခဲ့ပြီဆိုရင်အခုလက်ရှိမှာဘလို့ထိရောက်တဲ့ဆေးဘက်ဆိုင်ရာကုသမှုတွေရှိနေပါသလဲပေါ့လက်တွေ့ကြမျောလင်းချက်ရှိတဲ့နီလန်းတွေကိုလေ့လာကြည့်လိုက်ကြရအောင်ကံကောင်းတာကသိပ္ပံနည်းကျအကုသမှုတွေအခိုင်အမာရှိနေပါတယ်နံပါတ်1စိတ်ပိုင်းဆိုင်ရာဆွေးနွေးကုသခြင်းနဲ့နံပါတ်2ဆေးဝါးတွေတွဲဖက်အသုံးပြုလိုက်ရင်ဦးနှောက်တွင်းကလိုအပ်နေတဲ့တက်တူတွေကိုပြန်လည်ဖြစ်တင်ပေးနိုင်ပါတယ်
တကယ်လို့ပုံမပြင်းထန်တဲ့အခြေအနေတွေအတွက်ဆိုရင်တော့နံပါတ်3ရက်စစ်နဲ့ကုသခြင်းဒါမှမဟုတ်နံပါတ်4တန်လိုက်လိုင်းနဲ့ကုသခြင်းလိုမျိုးအဆင့်မြင့်နည်းလမ်းတွေလည်းရှိပါတယ်။တေချာတာတစ်ခုကစိတ်ကြယောဂဆိုတာကုသလို့ရနိုင်တဲ့ယောဂတစ်ခုဖြစ်တယ်ဆိုတာပါပဲ။ ကဲဒီတော့ကျွန်တော်တို့ပဝင်းချင်ကလူတွေအနေနဲ့တော့ဘယ်လိုမျိုးလက်တွေ့ကြကြကူညီပေးနိုင်မလဲဆိုတာလေးကိုနောက်ဆုံးအနေနဲ့ဆွေးနွေးကြရအောင်အရေးကြီးဆုံးဟာလက်တွေ့ကြရဲ့အကူအညီလေးတွေပေးဖို့ပါပဲနီလိုင်းရှာဖို့ညင်ညင်တာတာတိုက်တွန်းပေးတာနီးစပ်ရစိတ်ပညာရှင်တွေကိုကူညီရှာဖွေပေးတာဒါမှမဟုတ်စေရာဝန်ကိုမေးရမယ့်မေခွန်လေးတွေကူညီရေးပေးတာမျိုးပေါ့ဗျာဝေဒနာရှင်တွေအတွက်ကတော့အဲ့ဒီလိုသေးငယ်တဲ့အရာလေးတွေတောင်ကိုယ်တိုင်လုပ်ဖို့ဆိုတုံကြီးတစ်လုံးကိုကြော်ဖြတ်ရတယ်လို့ခက်ခဲနေတတ်လို့ဒီလိုကူညီပေးခြင်းကတကယ်ကိုကြီးမားတဲ့အထောက်ပံ့ဖြစ်စေပါတယ်ဒီကောင်းနှုတ်ချက်လေးကိုကျွန်တော်တို့အမြင်မှတ်သားထားစေချင်ပါတယ်ပန်းနာရင်ချက်ဒါမှမဟုတ်စီဂျိုယောဂလိုပါပဲဒါဟာအားနည်းချက်တစ်ခုဒါမှမဟုတ်ပင်ကိုစိရက်တစ်ခုမဟုတ်ပါဘူးလက်ကျိုးနေတဲ့သူတယောက်ကိုကိုယ့်ဘာသာအလိုလိုပြန်ဆက်သွားအောင်စိတ်နဲ့ဖန်တီးလို့မရတယ်လို့မျိုးပါပဲတဲ့အတိအကျပါပဲဒါဟာတကယ်ကိုဇီဝပဒတ်ဆိုင်ရာစီးပွားဝင်အခြေအနေတစ်ခုဖြစ်ပြီးပုဂ္ဂိုလ်ရေးဆိုင်ရာအားနည်းချက်လုံးဝမဟုတ်ဘူးဆိုတာကိုကိုချင်းစာစိတ်နဲ့နားလည်ပေးဖို့တိတ်ကိုလိုအပ်ပါတယ်နောက်ထပ်အထူးသတိထားရမယ့်အချက်တစ်ခုရှိသေးတယ်။မိမိချစ်ခင်ရသူခံစားနေရတဲ့စိတ်ကြယောဂကိုကိုယ်တိုင်ကြုံဘူးတဲ့တာမန်ဝမ်းနဲ့မူလေးတွေနဲ့ဘယ်တော့မှမနိုင်ရှင်ပါနဲ့။ငါလည်းဒီလိုဝမ်းနဲ့ဖူးပါတယ်ခဏနေပြောက်သွားမှာပါလို့တော်ပြောလိုက်ကသူတို့တော့မလို့အပ်တဲ့အဖြစ်ရှိစိတ်ကိုဖြစ်ပေါ်စေပြီးအခြေအနေကိုပေါ်အောင်စိုးသွန်းစေနိုင်လို့ပါပဲ။ယောဂနဲ့တာမန်ခံစားချက်လုံးဝမတူဘူးဆိုတာကိုခွဲခြားသိမြင်ဖို့လိုပါတယ်။ဒီအကြောင်းအရာတွေကိုပွန့်ပွန့်လင်းလင်းဆွေးနွေးပြောဆိုခြင်းရဲ့အကျိုးကျေးဇူးတွေကတော့တကယ်ကိုအမခံပါပဲ။ကိုကိုတက်တဲ့နိုင်ကြီးကိုတိတိတတ်တာရှော့ချပေးတယ်။လူအဖက်ချီကြကအထင်မြင်လွယ်မှားမှုတွေကိုပပျောက်စေတယ်။လူနာတွေအနေနဲ့လည်းရှက်ရွံ့မနေပဲကုသမှုခံယူလာအောင်တွန်းအားပေးနိုင်တယ်။ပြီးတော့ပိုကောင်းတဲ့ကုသမှုတွေပေါ်ထွက်လာအောင်ထိပ္ပံပညာတိုးတက်မှုကိုလည်းအရှင်းဟုန်မြင့်တင်ပေးပါတယ်။လူလလလပြောဆိုခွင့်ပေးလိုက်တာနဲ့တင်အခြေအနေတွေအများကြီးကောင်းမွန်သွားစေတာပါ။တချို့ကထင်တတ်ကြတယ်ဗျာ။ကိုတတ်သိချင်တဲ့အသွေးလေးအကြောင်းလူနာကိုတိုက်ရိုက်မေးလိုက်ရင်ပုံများဆိုးတော်မလားဆိုပြီးတော့လေဒါပေမဲ့သူဒီသနာတွေကတော့တခြားစီပါပဲအဲ့ဒီလိုတိုက်ရိုက်မေးမြန်းသေးခြင်းကတကယ်တမ်းကျသူတို့ရဲ့တတ်သိနိုင်ခြင်းကိုတိတိတတ်တာရော့ကျော်သွားစေတယ်လို့ဆိုပါတယ်ဒါဟာပွင့်လင်းစွာဆက်သွယ်ပြောဆိုခြင်းရဲ့လက်တွေ့ကျကျအသက်ကင်နိုင်တဲ့အစွမ်းတတိပါပဲဆိုတော့ကနောက်ဆုံးအနေနဲ့ဒီမိခွန်းလေးကိုချမ်းရည်ထည့်ပါစီအထင်မြင်လွဲမှားမှုတွေကိုပပျောက်စေဖို့နဲ့သိပ္ပံပညာတိုးတက်မှုတွေကိုအရှင်ဖြင့်တင်ဖို့ဆိုရင်ကျွန်တော်တို့လူဖွဲ့စည်းအနေနဲ့ဘယ်လိုမျိုးပွင့်လင်းတဲ့ဆွေးနွေးမှုတွေကိုပိုပြီးစတင်နိုင်မလဲကျွန်တော်တို့ရဲ့ယဉ်ကျေးမှုဆိုင်ရာအပြန်အလှန်ဆွေးနွေးမှုပုံစံတွေကိုပြောင်းလဲလိုက်ခြင်းကအသက်ပေါင်းများစွာကိုကယ်တင်နိုင်တယ်ဆိုတာလေးကိုတွေးကြည့်စေချင်ပါတယ်ဒီလေးလမှုလေးကနေပိုးတူတက်တဲ့အများကြီးရလိမ့်မယ်လို့မျိုးလင်းပါတယ်ဗျာအချိန်ပေးဖိလေးလက်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ဗျာ